တနင်္ဂနွေသားသမီးများဧပြီလ6ရက်မှ12ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်။အဲ့တော့ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲများဖြစ်လာဖို့ရှိနေပါတယ်။အလုပ်အပြောင်းလဲနေရာအပြောင်းလဲတွေကြုံတတ်ပါတယ်။ကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ်။ကိုယ့်ရဲ့အကြံစီများရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့တော့ကလည်းပဲကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့အလုပ်တိုင်းနေရာတိုင်းမှာအတိုက်အခံတွေအပြိုင်ဆိုင်တွေများနေတတ်ပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့တိုးတက်အောင်မြင်စေဖို့အတွက်ကံတရားအားကိုးလို့မရပါဘူး။ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်ဟန်နဲ့ကိုယ့်အကိုစူးစမ်းပြီးတော့လုပ်ယူမှရပါလိမ့်မယ်။အဲ့တော့ငွေကြေးကံအင်မတန်ကောင်းနေပါတယ်။အဲ့တော့ရရရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ပေးစာရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့အမျိုးသမီးတစ်ယောက်ကြောင်းဝင်ရှုပ်တတ်ပါတယ်အမျိုးသမီးတစ်ယောက်ကိုအကြောင်းပြုပြီးတော့နှစ်ယောက်ကတောက်ကစားတွေဖြစ်တတ်ပါတယ်အထူးသတိထားပြီးတော့ဖြတ်သန်းစေလိုပါတယ်အိမ်ထောင်ရေးကံကတော့အင်မတန်ကောင်းနေပါတယ်အိမ်ထောင်ရေးအဆင်မပြေတဲ့သူများဘာသာရေးကန်းဆိုင်တဲ့လူတစ်ယောက်ကိုအကြောင်းပြုပြီးတော့ပြန်ပြီးတော့အဆင်ပြေပါလိမ့်မယ်အဲ့တော့အစဉ်ပြေပြီးသားသူများကတော့မိမိရဲ့အိမ်တောင်ဘက်နဲ့အတူဘာသာရေးကုသိုလ်ကောင်းမှုများလုပ်တတ်ပါတယ်ပညာရေးနဲ့ပတ်သက်လို့ကတော့ပညာရေးကံအလယ်လက်မှာပဲရှိနေပါတယ်များများကြိုးစားအားထုတ်ဖို့ရည်ကြီးပါတယ်ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့ညာဘက်ခြေထောက်နဲ့ပတ်သက်တဲ့ယောဂမျိုးခေါင်းမူတာမျိုးသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့တီတိုးကန်ဆန်းမယ်ဆိုရင်တော့6လေးတစ်ခုဖြစ်ပါတယ်ကံကောင်းစေမဲ့အယောင်တွေကတော့အဝါရောင်အနီရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ရေတံဖို့နဲ့ခောက်ပြီးပါရေတံဖို့ကရေပါလဲရတယ်ရေမပါလဲရတယ်ခောက်ပြီးပါဗစက်ကလည်းဆူတောင်းပါဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုရေတံဖို့နဲ့ခောက်ပြီးပါအဲ့တော့ကံကောင်းစေတဲ့ရေတွေကတော့အိမ်ဖျားမှာတစ်သီး6လုံးလူတန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညက်ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။အဲ့တော့တစ်သီး6လုံးအမျိုးအစားတူလည်းရတယ်အမျိုးအစားမတူလည်းရတယ်6လုံးဖြစ်ရပါတယ်။ကျွန်တော်ရေကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။ကဲအားလုံးအောင်စေပိုင်းစေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပြည့်စုံကြပါစေ။တနင်္လာသားသမီးများဧပြီလ6ရက်မှ12ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်အမျိုးသမီးတစ်ယောက်စီကနေပြီးတော့အကူညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်အဲ့ဒီအမျိုးသမီးဟာခရီးနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်ခရီးသွားကန်နီးခရီးရနေပြန်လာကစားခရီးနဲ့ပတ်သက်တော့ကိုယ့်ရဲ့ဘဝကြီးပွားတိုးတဲ့အောင်မြင်ချမ်းသာစေဖို့အတွက်အမျိုးသမီးတစ်ယောက်စီကနေပြီးတော့အကူညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်ကိုယ့်ရဲ့အကြံစီများရည်ရွယ်ချက်များအမြန်ဆုံးပြည့်မြောက်အောင်မြင်စေဖို့အတွက်ကလည်းပဲခရီးနဲ့ပတ်သက်သောအမျိုးသမီးတစ်ယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့တော့ဆုံးဖြတ်ချက်အမှားတွေချမိတတ်ပါတယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်များမိသားစုနဲ့အများနဲ့တိုင်ပင်ပြီးတော့ဆုံးဖြတ်ပါတယောက်တည်းဆုံးဖြတ်မယ်ဆိုလည်းပဲအုံနောက်ညံလည်းပဲဆုံးဖြတ်ပါစိတ်ခံစားမှုနဲ့မဆုံးဖြတ်ပါနဲ့အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့ဆုံးဖြတ်ချက်အမှားတွေချမိတတ်တယ်အထူးသတိထားပြီးတော့ဆုံးဖြတ်စေလိုပါတယ်ငွေကြေးကံအင်မတန်ကောင်းနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာရခြင်းပျော်ရွှင်ရခြင်းအောင်မြင်ခြင်းနမိတ်ဖြစ်ပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်အဲ့တော့ရရရှိတဲ့ငွေများရဖို့ရှိနေပါတယ်ပေးရရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်ဝန်ထမ်းများငွေတွေလည်းမြဲဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်အောင်မြင်ခြင်းဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့လည်းအင်မတန်ကောင်းနေပါတယ်အခြေရေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာပါလိမ့်မယ်အစင်ပြေပြီးသားသူများကတော့မိမိချစ်သူနဲ့အတူခီးသွားတတ်ပါတယ်ခီးကောင်းသောခီးဖြစ်ပါတယ်အဲ့တော့ချစ်သူပေါ်အကြောင်းပြုပြီးတော့စိတ်ချမ်းသာခြင်းပျော်ရွှင်ရခြင်းဆိုသောနမိတ်ပဲဖြစ်ပါတယ်အဲ့တော့ပန်းနုရောင်တွေလွှမ်းနေသောနမိတ်ပဲဖြစ်ပါတယ်အိမ်ထောင်ရေးနဲ့ပတ်သက်လို့အိမ်ထောင်ရေးကံအလယ်လမ်းမှာပဲရှိနေပါတယ်မတရားကောင်းတာမျိုးလည်းမရှိပါဘူးမတရားဆိုးရလည်းမရှိပါဘူးပုံမှန်အခြေအနေပဲရှိနေပါတယ်ပညာရေးကံကလည်းပဲအလယ်လက်မှာပဲရှိနေပါတယ်လူကများများကြိုးစားအထောက်စီလိုပါတယ်ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့လေချောင်းနဲ့ပတ်သက်တဲ့ယောဂများ
နောက်အရင်တော့ဖြစ်ခဲ့မှုတဲ့ယောဂဟောင်းများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့ထီတိုးကန်ဆန်းမယ်ဆိုရင်တော့3-4နှစ်ဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်တွေကတော့အပြာရောင်အဖြူရောင်ဖြစ်ပါတယ်များဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုစတီးစုံလေးနဲ့ခောက်ပေးပါစတီးစုံတမင်စားတဲ့စတီးစုံအဲ့တော့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ပါဇက်ကလည်းဆူတောင်းပါရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုစတီးစုံလေးနဲ့ခောက်ပေးပါအဲ့တော့ကံကောင်းစေမဲ့ရတရားကတော့အိမ်ဖျားမှာကြာစံကျော်လူတန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအញ្ញံခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပြည့်စုံကြပါစေအင်္ဂါသာသမီများဧပြီလ6ရက်မှ12ရက်အတွင်းတပတ်စာဘေဒင်ဟောစတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟောစတန်တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်အဲ့တော့အလုပ်တိုင်းနေရာတိုင်းမှာအတိုက်ခံအပြိုင်ဆိုင်အခက်အခဲတွေများနေတတ်ပါတယ်ကိုယ့်ရဲ့အကြံစီများရည်ရွယ်ချက်များဟာလည်းပဲထစ်ငေါ့ကြန့်ကြာနေတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကိစ္စထက်သူများကိစ္စကိုအကူအညီပေးနေရတာတွေကများနေတတ်ပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့ရဲ့ဝေးအဆက်အသွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်သတင်းကောင်းတွေကြားဖို့ရှိနေပါတယ်အဲ့တော့ကောင်းသောအကူအညီကောင်းအဆက်အသွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်မဲ့နမိတ်တွေဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့မတင်မဲ့တာတွေဖြစ်လာတတ်ပါတယ်အဲ့တော့ရမယ်လို့ထင်တဲ့ငွေတွေကမရဘဲနဲ့မရအောင်ထင်တဲ့ငွေတွေကရတတ်ပါတယ်မတင်မဲ့တဲ့နေရာကလည်းငွေရတတ်ပါတယ်အဲ့တော့ငွေကြေးကိစ္စများမတင်မဲ့တဲ့အချိန်မှာမတင်မဲ့တဲ့ပုံစံမျိုးနဲ့အောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့တော့အခြေရေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာပါလိမ့်မယ်အဲ့တော့ပြည်ပြီးသားသူများကတော့မတင်မဲ့တဲ့ပြဿနာလေးတွေပေါ်လာတတ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့အစင်ပြေနေတဲ့သူများအထူးသတိထားပြီးတော့ဖြတ်တန်းစေလိုပါတယ်အိမ်ထောင်ရင်းနဲ့ပတ်သက်လို့တော့တယောက်တည်းတူးတဲ့နေကျင်တဲ့စိတ်တွေများနေတတ်ပါတယ်အဲ့တော့အိမ်ကနေပြီးတော့တနေရာကိုထွက်သွားခြင်းတဲ့စိတ်တွေလည်းပေါ်နေတတ်ပါတယ်အဲ့တော့ပညာရေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်လူကများစူးစမ်းအားထုတ်ဖို့ရည်ကြီးပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တော့စီသွေးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ရှင်းမယ်လို့မဆိုလိုပါဘူးထီတိုးကန်ဆန်းမယ်ဆိုရင်တော့1-5-4ဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်တွေကတော့အဖြူရောင်အဝါရောင်အနက်ရောင်ဖြစ်ပါတယ်များဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ရေခွက်နဲ့ခောက်ပြီးပါရေခွက်အဲ့တော့ကိုရေခွက်စတိယူခဲ့ရပါတယ်ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ပါဇက်ကလည်းဆူတောင်းပါရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုရေခွက်နဲ့ခောက်ပြီးပါအဲ့တော့ကံကောင်းစေမဲ့ရရကတော့အိမ်ဖျားမှာခောက်ဆွဲကြော်လှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအញ្ញံခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေဘုဒ္ဓဟူသာသမီများဧပြီလ6ရက်မှ12ရက်အတွင်းတပတ်စာဘေဒင်ဟောစတန်ဖြစ်ပါတယ်ဒီရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟောစတန်တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်လိုက်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်မိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်အမျိုးသမီးတစ်ယောက်စီကနေပြီးတော့လည်းပဲအကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်အဲ့တော့ကိုယ့်ရဲ့ဘဝကြီးပွားဖို့တိုးတက်ဖို့အောင်မြင်ဖို့ချမ်းသာဖို့အတွက်အမျိုးသမီးတစ်ယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်နောက်ကိုယ့်ရဲ့အကြံစီများရည်ရွယ်ချက်များအမြန်ဆုံးပြည့်မြောက်အောင်မြင်ခြင်းနဲ့ဆိုရင်တော့အမျိုးသမီးတစ်ယောက်နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပါဒါမှမဟုတ်အမျိုးသမီးတစ်ယောက်စီကနေပြီးတော့အကြံဉာဏ်အကူအညီယူပါစီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့အဲ့တော့ကိုယ်ရမှာမကောင်းကြံတာမျိုးမကောင်းပြောတာမျိုးကြုံရတတ်ပါတယ်အဲ့တော့အတိုက်ခံတွေအပြိုင်ဆိုင်တွေအခက်အခဲတွေများနေတတ်ပါတယ်အထူးသိထားပြီးတော့ပြတ်တန်းစေလိုပါတယ်လူရင်းများလူယုံများကတစ္ဆာဖောက်သွားတတ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့လက်ရှိအခြေအနေဟာအကောင်းဆုံးမဟုတ်သေးပါဘူးအဲ့တော့လက်ရှိအခြေအနေတဲ့ငွေတွေပေါ်များကြွယ်ဝချမ်းသာဖို့ငွေကြေးအခက်အခဲလုံမြောက်ဖို့ငွေကြေးအကျဉ်းစီအောင်မြင်ဖို့ရစားရှိတဲ့ငွေတွေရဖို့ပေးစားရှိတဲ့ငွေတွေပေးနိုင်ဖို့စသည်ဖြင့်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့အခြေအနေဟာလက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးပါဘူးဒီတက်ပို့ပြီးတော့ကောင်းတဲ့နည်းလမ်းတွေရှိနေပါတယ်ရှာကြံမှာ
ပြီးတော့ပါအဲ့တော့အခြေနဲ့ပတ်သက်လို့ကတော့အခြေကံကတော့အလဲလက်မှာပဲရှိနေပါတယ်အဲ့တော့မတရားကောင်းတာလည်းမတွေ့ပါဘူးမတရားဆိုးတာလည်းမတွေ့ပါဘူးပုံမှန်အခြေအနေမှာပဲရှိနေပါတယ်အဲ့တော့ပြက်မလို့ဖြစ်နေတဲ့ချစ်သူများကတော့မပြက်မကွဲပါဘူးအိမ်ထောင်ရင်းနဲ့ပတ်သက်လို့ကတော့အိမ်ထောင်ဘက်ကိုအကြောင်းပြပြီးတော့စိတ်ပူစရာလေးတွေစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေတဝင်တူစရာလေးတွေကြုံရတတ်ပါတယ်ပညာရေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်လူကများများကြိုးစားအားထုတ်ဖို့အရေးကြီးပါတယ်ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလိုပါတယ်အမျိုးသမီးတွေကတော့အမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့ထီတိုးကန်ဆန်းမယ်ဆိုရင်တော့8135ဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်တွေကတော့အဝါရောင်အနေရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ပလင်းလေးနဲ့ဖောက်ပွားလေးကောက်ပြီးပါပလင်းပလင်းအသေးလေးရတဲ့အကြီးလေးရတဲ့ပလင်းလို့ခေါ်တော့အရာပါဇက်ကလေးဆူတောင်းမှာဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုပလင်းနဲ့ဖောက်ပွားလေးခောက်ပြီးပါအဲ့တော့ကံကောင်းစေတဲ့ရတရားကတော့အိမ်ဖျားမှာပေါင်မုံထောပတ်တုပ်လှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအញ្ញံခိုက်တွေကြေပြော့ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေကြာသာပရိသာသမီများဧပြီလ6ရက်မှ12ရက်အတွင်းတပတ်စာဘေဒင်ဟောစတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟောစတန်တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်မိမိရဲ့ဘဝကြီးပွားဖို့တိုးတက်ဖို့အောင်မြင်ဖို့ချမ်းသာဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်။ကိုယ့်ရဲ့အကြံစီများရွေချက်များပြည့်မြောက်အောင်မြင်စေဖို့တော့ကလည်းပဲစိတ်ကူးအကြံကောင်းဉာဏ်ကောင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်။ဆုံးရှုံးမှုတို့ဖြစ်နေတဲ့အရာတွေလည်းပြန်ရဖို့ရှိနေပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့စကားပြောမှားတာမျိုးစကားကြွတာမျိုးစကားလွန်တာမျိုးအတွက်ချက်အရေးသားမှားတာမျိုးသတိထားစေလိုပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အတွက်ချက်အရေးသားအပြောဆိုအထူးသတိထားပြီးတော့ဖြတ်တန်းစေလိုပါတယ်အဲ့တော့ငွေကြေးကံကတော့အင်မတန်ကောင်းနေပါတယ်ငွေကြေးခက်ခဲလူမျိုးဖို့ငွေကြေးအကျဉ်းစီတွေအောင်မြင်ဖို့ရသက်ရှိတဲ့ငွေတွေရဖို့ပေးသက်ရှိတဲ့ငွေတွေပေးနိုင်ဖို့ငွေတွေကြီးပွားတိုးတက်အောင်မြင်ချမ်းသာဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းနှစ်ခုအကူအညီကောင်းအဆက်အသွယ်ကောင်းနှစ်ခုပေါ်လာဖို့ရှိနေပါတယ်အခြေအနေနဲ့ပတ်သက်လို့ကတော့မာနတွေအားပြိုင်နေတတ်ပါတယ်သူကလည်းမလျှော့ကိုယ်ကလည်းမလျှော့တင်းတင်းမာမာရှင်နေနမိတ်ဖြစ်ပါတယ်အိမ်ထောင်ရေးကံအင်မတန်ကောင်းနေပါတယ်တာသမီမရသေးတဲ့သူများတာသမီရဖို့ရှိနေပါတယ်အိမ်ထောင်ဘက်ကိုအကြောင်းပြပြီးတော့စိတ်ချမ်းသာပျော်ရွှင်ကြည်နူးရခြင်းဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်ပညာရေးကံလည်းပဲအင်မတန်ကောင်းနေပါတယ်မိမိညီမန်းထားတာတဲ့ပို့ပြီးတော့အများကြီးအောင်မြင်မှုရှိနေပါတယ်ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့စိတ်နဲ့ပတ်သက်တဲ့ယောဂများသတိထားသိလိုပါတယ်အဲ့စိတ်ညစ်ပြီးတော့ကျမ်းမိုင်ညနာမျိုးကိုယ်မှာယောဂမရှိဘဲနဲ့စိတ်ကရှိနေတယ်လို့ထင်နေတာမျိုးသတိထားသိလိုပါတယ်အဲ့ဖီတိုးကန်ဆန်းမယ်ဆိုရင်တော့8534ဖြစ်ပါတယ်ကံကောင်းစီမဲ့အရောင်တွေကတော့အဝါရောင်အနက်ရောင်အနေရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့လင်ပန်းနဲ့ရက်ခတ်ပေးပါလင်ပန်းအဲ့တော့စတီးလင်ပန်းတန်လင်ပန်းကွန်လင်ပန်းရပါတယ်ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ပါဇက်ကလည်းပဲစုတောင်းပါရောင်းကောင်းဖို့ရောင်းထွက်ဖို့ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုလင်ပန်းနဲ့ရက်ခတ်ပေးပါရိုက်ပေးပါအဲ့တော့ကံကောင်းစေမဲ့ရေရာကတော့အိမ်ဖျားမှာစွန်3ပကံလှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအញ្ញံကြိုက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေတောက်ကြသာသမီများဧပြီလ6ရက်မှာ12ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်ရှေ့တော်ခဲနောက်ဆုံးခဲဆုံးဖြတ်ခဲရွေးချယ်ခဲအခြေအနေများကြုံရတတ်ပါတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့အလုပ်မှာလူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်မိမိရဲ့အကြံစီများရည်ရွယ်ချက်များလည်းပဲထင်တော့ကြင့်ကြပြီးမှအောင်မြင်နိုင်ပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့ကိုယ့်ရဲ့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်စေဖို့အတွက်
စစ်ကူအကြံကောင်းညံကောင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်ရဲဝေးရနေပြီးတော့အကူအညီကောင်းအဆက်အသွယ်ကောင်းတွေလည်းပေါ်လာဖို့ရှိနေပါတယ်ငွေကြေးကံအင်မတန်ကောင်းနေပါတယ်ဆုံးရှုံးမှုလို့ဖြစ်နေတဲ့ငွေတွေပြန်ရဖို့ရှိနေပါတယ်ငွေတွေကြီးပွားတိုးတဲ့အောင်မြင်ချမ်းသာဖို့ပေါ်များကျွယ်ဝဖို့ရရရှိတဲ့ငွေတွေရဖို့ပေးသက်ရှိတဲ့ငွေတွေပေးနိုင်ဖို့ငွေကြေးအကျင့်စီတွေအောင်မြင်ဖို့စသဖြင့်ငွေကြေးနဲ့ပတ်သက်လို့စစ်ကူအကြံကောင်းညံကောင်းများလည်းပေါ်ထွက်လာဖို့ရှိနေပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့အမျိုးသမီးတယောက်ကိုအကြောင်းပြပြီးတော့ကတောက်ကစားလေးတွေဖြစ်တတ်ပါတယ်မိမိချစ်သူနဲ့အတူရေနာနှီးသောနေရာကိုသွားတတ်ပါတယ်အိမ်ထောင်ရေးကံလည်းပဲအင်မတန်ကောင်းနေပါတယ်အဲ့တော့မိမိတို့နှစ်ယောက်ရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့နားလည်မှုတွေညဝေခံစားမှုတွေဂရုစိုက်ခံရမှုတွေနဲ့ကြည်နူးစွာဖြစ်တန်းရမယ့်နမိတ်တွေဖြစ်ပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်ပညာရေးနဲ့ပတ်သက်လို့အမျိုးသမီးတယောက်စီကနေပြီးတော့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများရဖို့ရှိနေပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့အပူလောင်တာမျိုးခြေထောက်တို့လက်တို့ထိခိုက်မိတာမျိုးတတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးထီတိုးကန်ဆန်းမယ်ဆိုရင်တော့3918ဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်တွေကတော့အပြာရောင်အနက်ရောင်အနီရောင်ဖြစ်ပါတယ်များဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုတော့ကြက်ဥပြုတ်နဲ့ခောက်ပြီးပါကြက်ဥပြုတ်ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ပါဇက်ကလည်းပဲဆူတောင်းပါအဲ့တော့ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုကြက်ဥပြုတ်နဲ့ခောက်ပြီးပါအဲ့တော့ကံကောင်းခြင်းမဲ့ရေရာကတော့အိမ်ဖျားမှာတစ်သီး6လုံးလူတန်းပါအဲ့တော့တစ်သီး6လုံးအမျိုးသားတူလဲရတယ်အမျိုးသားမတူလဲရတယ်6လုံးဖြစ်ပြီးရောအဲ့တော့တစ်သီး6လုံးအိမ်ဖျားမှာလူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပြည့်စုံကြပါစေစနေသားသမီးများဧပြီလ6ရက်မှ12ရက်အတွင်းတပတ်စာဘေဒင်ဟောစတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟောစတန်တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်ထွက်နေတဲ့ရွှေတို့ငွေတို့ပစ္စည်းတို့ပြန်ဝင်လာဖို့ရှိနေပါတယ်ကိုယ့်ရဲ့ဘဝကြီးပွားဖို့တိုးတက်ဖို့အောင်မြင်ဖို့ချမ်းသာဖို့အတွက်ကောင်းသောအပြောင်းလဲကောင်းသောအလှည့်ပြောင်းများဖြစ်လာဖို့ရှိနေပါတယ်ကိုယ့်ရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်ကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်အင်မတန်ကောင်းသောနမိတ်ပဲဖြစ်ပါတယ်လုပ်ငန်းစီးပွားတွေတိုးချဲ့လို့ရပါတယ်လုပ်ငန်းသစ်တွေစလို့ရပါတယ်အဲ့တော့မကြခင်မှာလုပ်ငန်းတွေစီးပွားတွေတိုးတက်စေဖို့အတွက်ရဲဝေးအဆက်အသွယ်ကောင်းတွေသတင်းကောင်းတွေပေါ်လာဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးကံလည်းပဲအင်မတန်ကောင်းနေပါတယ်အဲ့တော့ငွေကြေးအကြံစီများရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာရခြင်းပျော်ရွှင်ရခြင်းဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ရရရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ပေးစာရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်ဝန်ထမ်းများငွေလည်းမြဲဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရခြင်းအောင်မြင်ခြင်းနမိတ်ပဲဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်လို့ကတော့တယောက်ကအဖြူတယောက်ကအမဲမကြခဏစကားများရန်ဖြစ်နေရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လို့ကတော့အိမ်တော်ဘက်ရဲ့ဖုံးကွယ်ခြင်းဟန်ဆောင်ခြင်းလိမ်ညာခြင်းခံရတတ်ပါတယ်အဲ့တော့အိမ်တော်ကြီးမှာတော့ဖုံးကွယ်မှုတွေဟန်ဆောင်မှုတွေလိမ်ညာမှုတွေရောထွင်းတဲ့နမိတ်ပဲဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လို့လူကြီးတယောက်စီကနေပြီးတော့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများရဖို့ရှိနေပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့တွားကြိုက်တာမျိုးခေါင်းကြိုက်တာမျိုးခေါင်းမူတာမျိုးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအထီထိုးကန်ဆန်းမယ်ဆိုရင်တော့1536ဖြစ်ပါတယ်ကံကောင်းစေတဲ့အေရောင်တွေကတော့အဝါရောင်အဖြူရောင်အစိမ်းရောင်ဖြစ်ပါတယ်များဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းကျင်းတဲ့ပစ္စည်းများကိုတော့ဗလာစာအုပ်နဲ့ရက်ခတ်ပြီးပါရိုက်ပြီးပါဗလာစာအုပ်ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ပါဇက်ကလည်းပဲဆူတောင်းပါအဲ့တော့ရောင်းကောင်းကျင်းတဲ့ရောင်းထွက်ကျင်းတဲ့ပစ္စည်းများကိုဗလာစာအုပ်နဲ့ရက်ခတ်ပြီးပါရိုက်ပြီးပါအဲ့တော့ကံကောင်းစီမဲ့ရေရာကတော့အိမ်ဖျားမှာနန်းကြီးတုပ်လှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေ